အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါတယ်ဒီကနေ့မှာတော့အိမ်ချမ်းမြေကနေငွေပြန်ရှာလို့ရနိုင်တဲ့နီလန်6မျိုးကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအိမ်ချမ်းမြေဆိုတာလူတိုင်းအတွက်ယင်းနှိမ့်မြုပ်နှံမှုတစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပြီးအကျိုးအမြတ်ပြန်လည်ရရှိမှုကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တကယ်လို့အခုဗီဒီယိုကိုကြည့်ရှုနေတဲ့တင်လဲအိမ်ချမ်းမြေကနေ Pass 7ခံရခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့လိုအပ်ပါတယ်တကယ်လို့တင်ကအိမ်ချမ်းမြေဝယ်ယူဖို့ရည်မှန်းထားတဲ့စိတ်လဲဝင်စားတယ်တကယ်လဲဝယ်ယူပိုင်ဆိုင်ထားပြီးပြီဆိုရင်အခုဖော်ပြပေးမဲ့အိမ်ချမ်းမြေကနေဝင်ငွေရရှိနိုင်မဲ့နီလန်6မျိုးကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်အဲ့ဒီနီလန်6မျိုးကတော့နံပါတ်1 rental income ငှားရမ်းခြင်း2 flipping ဝယ်ရောင်းလုပ်ခြင်း3 capital appreciation ရေရှည်အမြတ်ရဖို့အတွက်ဝယ်ယူထားခြင်း4 commercial real estate investment စီးပွားရေးအဆောက်အအုံတွေမှာယင်းနှိမ့်မြုပ်နှံထားခြင်းjoint venture and real estate development အိမ်ချမ်းမြေ developer တွေနဲ့ပူးပေါင်းခြင်း6 real estate investment trust ယုံကြည်စိတ်ချရတဲ့အိမ်ချမ်းမြေကုမ္ပဏီတစ်ခုမှာယင်းနှိမ့်မြုပ်နှံထားခြင်းအစရှိတဲ့နီလန်းလေးတွေပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့စမတ်မြန်မာရဲ့ထုံးစံအတိုင်းအဆိုပါနီလန်းတွေကိုတစ်ခုချင်းစီအသေးစိတ်ရှင်းရှင်းလင်းလင်းနားလည်သိရှိနိုင်အောင်ဖော်ပြပေးသွားပါမယ်နံပါတ်1 rental income အိမ်ချမ်းမြေငှားရမ်းခြင်းမှာဝင်ငွေရရှိအောင်လုပ်ခြင်းကိုဝယ်ယူထားတဲ့ကိုပိုင်ဆိုင်တဲ့တိုက်ခန်းချမ်းမြေအဆောက်အအုံအစရှိတာတွေကိုလိုအပ်တဲ့သူတွေထံငှားရမ်းပြီးဝင်ငွေရှာတဲ့နည်းလမ်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့မိမိပိုင်ဆိုင်တဲ့အိမ်ချမ်းမြေရဲ့တန်ဖိုးပေါ်မူတည်ပြီးအကြမ်းဖျင်းအဖြစ်9%ကနေ10%အထိငှားရမ်းခအမြတ်ငွေရရှိနိုင်ပါတယ်ဥပမာအနေနဲ့ပြောရရင်တိုက်ခန်းတစ်ခန်းကို3000နဲ့ဝယ်ယူထားတယ်ဆိုရင်ငှားရမ်းခအနေနဲ့နေရာချက်ချကြမှုနဲ့တိုက်ခန်းအရည်သွေးတွေအပေါ်မူတည်ပြီး9သိန်းကနေ10သိန်းအထိငှားရမ်းခဝင်ငွေရရှိနိုင်ပါတယ်ဒီနေရာမှာအကြံပေးချင်တာကမဝယ်ယူခင်မိမိဝယ်ယူမဲ့နေရာရဲ့အိမ်ယာအငှားဈေးကွက်ကိုတေချာလေ့လာဖို့လိုအပ်ပါတယ်တိုက်ခန်းငှားရမ်းမှုအနေနဲ့အကြမ်းဖျင်းအဖြစ်မြို့ရဲလှည့်လန်းတာမွေအစရှိတဲ့နေရာကောင်းတွေကိုရွေးချယ်တတ်ဖို့လိုပါတယ်ဝယ်ယူပြီးရင်အခန်းကိုထပ်မံမွမ်းမံပြင်ဆင်ပြီးငှားရမ်းခတန်ဖိုးကိုထပ်မံမြင့်တင်နိုင်ပါတယ်နံပါတ်2 flipping ဝယ်ရောင်းလုပ်ခြင်း flipping ဝယ်ရောင်းလုပ်ခြင်းဆိုတာအိမ်ချမ်းမြေကိုဈေးတက်နဲ့ဝယ်ပြီးပြန်လည်ပြုပြင်မွမ်းမံခြင်းဖြင့်တန်ဖိုးမြင့်တက်အောင်ပြုလုပ်ပြီးတဲ့အခါဈေးတင်ပြီးရောင်းချခြင်းမှအမြတ်ငွေရရှိအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်တခါတလေမှာဘာမှပြင်ဆင်ခြင်းမလုပ်ရသေးရင်တောင်မှအချိန်လေးခဏဆောင်ပြီးအိမ်ချမ်းမြေဈေးတွေတက်ပြီးတန်ဖိုးတက်လာတဲ့အခါအမြတ်ယူပြီးပြန်လည်ရောင်းချနိုင်ပါတယ်ဥပမာပြောရရင်ခြံကွက်တစ်ကွက်ကို3000နဲ့ဝယ်ပြီးမြေပို့ခြင်းခြံစည်းရိုးတေချာပြန်ခတ်ခြင်းအစရှိတာတွေကိုလှုပ်ဆောင်ပြီး3500နဲ့ပြန်လည်ရောင်းချခြင်းဖြစ်ပါတယ်အိမ်ဆိုရင်လည်းဆေးပြန်လည်တုပ်ခြင်းကြွပြကတ်ခြင်းအစရှိတာတွေကိုလှုပ်ဆောင်ပြီးအမြတ်တင်ရောင်းချနိုင်ပါတယ်အကြံပေးချက်အနေနဲ့ပြောချင်တာကအိမ်ဝယ်မဲ့ဆိုရင်ပြန်လည်ပြုပြင်နိုင်မဲ့တက်တန်းနေသေးတဲ့အိမ်ကိုရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်နောက်ပြန်လည်ပြုပြင်ဖို့ကုန်ကျစရိတ်နေတဲ့အိမ်ကိုဝယ်ယူသင့်ပါတယ်မဝယ်ယူခင်ပြင်ဆင်ရမယ့်အရာတွေကုန်ကျစရိတ်တွေကိုတေချာလေ့လာသင့်တယ်လို့ရောင်းချတဲ့အခါမှာလည်းဘယ်လောက်ထိဈေးတင်ရောင်းနိုင်တယ်လဲဆိုတာကိုတေချာလေ့လာသင့်ပါတယ်နံပါတ်3 capital appreciation ရေရှည်အမြတ်ရဖို့အတွက်ဝယ်ယူထားခြင်း capital appreciation ရေရှည်အမြတ်ရဖို့အတွက်ဝယ်ယူထားခြင်းဆိုတာအိမ်ချမ်းမြေတစ်ခုခုကိုဝယ်ယူထားပြီးအချိန်ကာလတစ်ခုကြာတဲ့အခါတန်ဖိုးတက်လာခြင်းမှာ capital gain အကျိုးအမြတ်ရရှိခြင်းဖြစ်ပါတယ်မျိုးပြတဖြည်းဖြည်းကြီးမားကျယ်ပြန့်လာတာဖွံ့ဖြိုးတိုးတက်လာတာအစရှိတာတွေကြောင့်ကိုဝယ်ယူထားတဲ့အိမ်ချမ်းမြေတန်ဖိုးဟာလည်းလိုက်ပြီးတက်လေ့ရှိပါတယ်တခါတလေကြာရင်လည်းအချိန်သိပ်စောင့်စရာမလိုပဲအိမ်ချမ်းမြေဈေးတွေအစမတက်တက်လာတာနဲ့ကြုံတဲ့အခါအကျိုးအမြတ်မြန်ပြန်ရတတ်ပါတယ်ဥပမာအနေနဲ့ပြောရရင်ပြီးခဲ့တဲ့9နှစ်တုန်းက3000နဲ့ဝယ်ထားတဲ့မြေကွက်တစ်ကွက်ဟာအခုချိန်မှာ2000ဖြစ်သွားတယ်ဆိုရင်9နှစ်အတွင်းမှာတင်းရဲ့ယင်းနှိမ့်မြုပ်နှံမှုတန်ဖိုးနှစ်ဆတက်သွားတာဖြစ်ပါတယ်ဒီနေရာမှာအကြံပေးချင်တာကတော့အိမ်ချမ်းမြေဝယ်ယူတဲ့အခါမှာလမ်းတစ်တရားတစ်မြို့တစ်တွေတိစောက်မဲ့နေရာအနီးမှာရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်အဲ့ဒီဒေတာရဲ့လာမဲ့အနာဂတ်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်မှုကိုလည်းဂရုပြုသတိထားဖို့လိုအပ်ပါတယ်နံပါတ်4 commercial real estate investment စီးပွားရေးအဆောက်အအုံတွေမှာယင်းနှိမ့်မြုပ်နှံထားခြင်းစီးပွားရေးအဆောက်အအုံတွေမှာယင်းနှိမ့်မြုပ်နှံထားခြင်းကိုဥပမာအနေနဲ့ပြောရရင်ဈေးဆိုင်ကန်းရုံကန်းဂိုဒေါင်အစရှိတဲ့နေရာမျိုးတွေမှာအခန်းတစ်ခုနေရာတစ်ခုဝယ်ယူထားခြင်းကိုဆိုလိုတာဖြစ်ပါတယ်မိမိကိုယ်တိုင်လည်းဝယ်ယူထားတဲ့နေရာကိုအသုံးချပြီးစီးပွားရေးပြုလုပ်နိုင်တယ်လို့သူတစ်ပါးအားငှားရမ်းထားခြင်းမှလည်းအကျိုးအမြတ်ရရှိနိုင်ပါတယ်အကောင်းဆုံးကတော့ကိုစီးပွားရေးလုပ်ချင်တယ်ဆိုရင်ကိုယ့်အတွက်လည်းအဆင်ပြေနိုင်မဲ့နေရာငှားရမ်းမယ်ဆိုရင်လည်းပြန်လည်ငှားချနိုင်မဲ့နေရာပြန်လည်ရောင်းချမယ်ဆိုရင်လည်းအလွတ်လက်တကူပြန်လည်ရောင်းချနိုင်မဲ့နေရာအစရှိတဲ့နေရာမျိုးတွေကိုရွေးချယ်သင့်ပါတယ်အထူးသဖြင့်ကတော့လူစီကားရာစီးပွားရေးဇုံတွေမှာရှိတဲ့နေရာတွေကိုပုံမရွေးချယ်ဝယ်ယူသင့်ပါတယ်နံပါတ်5 joint venture and real estate development အိမ်ချမ်းမြေ developer contract အစရှိတဲ့သူတွေနဲ့ပူးပေါင်းခြင်း
တခါတလေကြရင်ကိုတယောက်တည်းအင်အားနဲ့ယင်းနှိမ့်မြုပ်နှံမှုမပြုလုပ်နိုင်တဲ့အခါအင်အားကြီးပြီးကျွမ်းကျင်တဲ့ developer contract အစရှိတဲ့သူတွေနဲ့ပေါင်းပြီးအဆောက်အဦတစ်ခုဒါမှမဟုတ် project တစ်ခုကိုပူးပေါင်းယင်းနှိမ့်မြုပ်နှံမှုပြုလုပ်နိုင်ပါတယ်ဥပမာအနေနဲ့မြင်သာအောင်ပြရရင်ရန်ကုန်မြို့မှာအများဆုံးပြုလုပ်ကြလေ့ရှိတဲ့မြေရှင်ကမြေထက်မြေနေရာပေးပြီး developer ဒါမှမဟုတ် contract ကအဆောက်အဦဆောက်လုပ်ဖို့အတွက်ကုန်ကျစရိတ်ငွေစိုက်ထုတ်ထားပြီးအဆောက်အဦဆောက်လုပ်ပြီးစီးတဲ့အခါအခန်းတစ်ဝက်စီခွဲဝေယူခြင်းဖြစ်ပါတယ်ဒီလိုပြုလုပ်ရမှာအရေးကြီးဆုံးအချက်တွေကမြေရှင်နဲ့ contract နဲ့ဦးစလုံးစာချုပ်မှာအချက်လက်တွေကိုတေချာရှင်းရှင်းလင်းလင်းရေးသားချုပ်ဆိုဖို့လိုအပ်ပါတယ်အဓိကအချက်တွေကတော့တာဝန်ယူမှုတာဝန်ခံမှုအမျက်ငွေခွဲယူမှုအစရှိတဲ့စည်းကမ်းချက်တွေပဲဖြစ်ပါတယ်နံပါတ်6 Real Estate Investment Trusts ယုံကြည်စိတ်ချရတဲ့အိမ်ချမ်းမြေကုမ္ပဏီတစ်ခုမှာယင်းနှိမ့်မြုပ်နှံထားခြင်းဒီနည်းလမ်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတွေ့ရခဲ့တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးအိမ်ချမ်းမြေကိုတိုက်ရိုက်မဝယ်ယူဘဲယင်းနှိမ့်မြုပ်နှံမှုပြုလုပ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ် Real Estate Investment Trust ဆိုတာအိမ်ချမ်းမြေစီးပွားရေးကိုပူးပေါင်းပြီးယင်းနှိမ့်မြုပ်နှံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်အဲ့ဒီလိုအဖွဲ့အစည်းကုမ္ပဏီတစ်ခုမှာရှယ်ယာဝယ်ထားလိုက်တာနဲ့အိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံမှုကနေရလာတဲ့အမြတ်တွေကိုခွဲဝေရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီနည်းလမ်းရဲ့အားသာချက်ကအရင်းနှီးအနေငယ်နဲ့အလွယ်တကူစတင်နိုင်ခြင်းဖြစ်ပါတယ်။တတိထားရမှာကတော့ယင်းနှီးမြုပ်နှံမှုမပြုလုပ်ခင်မှာကိုယင်းနှီးမြုပ်နှံမှုပြုလုပ်မဲ့ကုမ္ပဏီဟာယုံကြည်စိတ်ချရမှုရှိမရှိတေချာခိုင်မာမှုရှိမရှိဤစနစ်ကျနာမှုရှိမရှိဆိုတာတွေကိုတေချာလေးစမ်းစစ်လေ့လာဖို့လိုအပ်ပါတယ်။အခုဖော်ပြပေးသွားတာတွေကတော့အိမ်ချမ်းမြေကနေငွေရှာနိုင်မဲ့နီလန်း6မျိုးပဲဖြစ်ပါတယ်။ဒီနီလန်း6မျိုးတွေကနေကြည့်ရှုသူပရိသတ်တွေအတွက်တနည်းမဟုတ်တနည်းကတကယ်လက်တွေ့မှာအသုံးဝင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုသူပရိသတ်တွေအနေနဲ့လည်းအခုဖော်ပြပေးခဲ့တဲ့နီလန်း6ခုတည်းကဘယ်နီလန်းကမိမိအတွက်အဆင်ပြေနိုင်မလဲ။အခုလက်ရှိမှာဘယ်နီလန်းကိုအသုံးပြုနေတယ်လဲဆိုတာကိုကိုမတ်မှာဝင်ရောက်ဆွေးနွေးဖော်ပြပေးသွားကြပါဦးတော့အခုလိုမျိုးလူအများအတွက်အကျိုးရှိစေမဲ့အသုံးဝင်စေမဲ့အကြောင်းအရာလေးတွေကိုအမြဲဖော်ပြပေးနေတဲ့ကျွန်တော်တို့ရဲ့စမတ်မြန်မာကို like follow subscribe လုပ်ထားပေးကြပါဦးတော့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်